မင်္ဂလာပါခင်ဗျာညီလေးကမြန်မာနိုင်ငံတဘာဝဖားကန်သူနှံမြန်မာကြောက်စိမ်းပစ္စည်းကောင်းပစ္စည်းတန်တန်လေးတွေကိုဈေးသက်သက်တာလေးနဲ့တင်ဖို့ရောင်းချပေးမှာဖြစ်ပါတယ်အခုတင်ပြီးအခုပြထားတဲ့ပစ္စည်းလေးကလည်းအရင်မပစ္စည်းကောင်းပြီးတော့ဗောနော်ဈေးသက်သက်တာလေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ကြည့်လိုက်ပါဦးခင်ဗျာကာလာလေးကလည်းအရင်မှလှရနော်အဖြူလေးနဲ့အစိမ်းကာလာလေးနဲ့ဆက်ကြားလေးပါခင်ဗျကြောက်စိမ်းလေးရဆိုရင်ဆက်ကြားကာလာလေးပါအရင်လှတယ်ခင်ဗျဒါလေးကတော့တစ်ခုပဲကြံ့ပါတယ်ဈေးနဲ့ပြီမဲ့ပစ္စည်း quality လေးအရင်မှကောင်းပါတယ်ခင်ဗျဈေးနေနဲ့အယောင်ဝေချီပစ္စည်းလေးပို့ဆောင်ပေးပါတယ်စိတ်ဝင်စားတယ်ဆိုရင်တော့ညီလေးတို့TikTok Messenger လေးမှာ message လေးဖုန်းနံပါတ်လေးနဲ့နေလေးစာလေးပို့လာပေးပါခင်ဗျပေးစိတ်မီးမြန်းစုံစမ်းလိုပါကညီလေးတို့ Viber ဖုန်းနံပါတ်399530 33ခုရှိလေးကိုလည်းဆက်သွယ်မှာယူမီးမြန်းနိုင်ပါတယ်ဒါလေးကဆိုရင်မြန်မာကျပ်ငွေ2000ကျပ်ထိနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျအပြည့်နာစားလေးလုံးဝရှင်လို့တော်တော်လေးမှားယူလိုက်ပါပစ္စည်းလေးကဒီတစ်ခုပဲကျန်တာမို့လို့ပါခင်ဗျကျေးဇူးများကြီးတင်ပါတယ်